နှစ်ထောင်နှစ်ဆက်3ခုနှစ်တုန်းကပန်းတီတစိတ်ကုမ္ပဏီဟာအမျိုးသားတဦးစီကိုစုစုပေါင်းတန်ဖိုးမြန်မာငွေသိန်းပေါင်းထောင်ချီဘတ်နှစ်တန်းကျော်တန်ဖိုးရှိတဲ့ iPhone 15လုံးရေ60အထိမှာယူပေးပို့ခဲ့ပူပါတယ်တကယ်တော့သူဟာဖုန်းလေးလုံးပဲမှာယူခဲ့တာဖြစ်ပေမဲ့အင်ကိုရောက်လာတာကတော့ဖုန်းတွေအပြည့်ထည့်ထားတဲ့ကတ်ထူပုံကြီးလေးပုံဖြစ်နေတာပါသူဟာဒီအကြောင်းအရာကိုရုပ်တံရိုက်ပြီးလူမှုကွန်ရက်ပေါ်တင်လိုက်တဲ့အခါမှာတော့ကြည့်ရှုသူတွေစီကနေကျွန်တော်ကိုတလုံးလောက်ပေးပါလားဆိုတဲ့မှတ်ချက်တွေနဲ့ဝိုင်းဝန်းနောက်ပြောင်ခြင်းခံခဲ့ရပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာတော့သူဟာဒုတိယမြောက်ရုပ်တံတစ်ခုကိုထပ်မံတင်ခဲ့ပါတယ်အဲ့ဒီရုပ်တံထဲမှာတော့သူဟာမိုင်းရောက်ရှိလာတဲ့ဖုန်းအားလုံးကိုကုမ္ပဏီစီပြန်လည်ပေးအပ်ခဲ့ကြောင်းပြောပြထားပါတယ်ကုမ္ပဏီကလည်းသူ့ရဲ့ရိုးသားမှုနဲ့စေတနာကိုတုံ့ပြန်တဲ့အနေနဲ့သူအရင်ကမှာယူခဲ့တဲ့ဖုန်းလေးလုံးစလုံးကိုပိုက်ဆံတစ်ပြားမှပေးစရာမလိုပဲလက်ဆောင်ဖြစ်အခမဲ့ပြန်လည်ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်ဘာဖြစ်လို့ကျိုးတစ်ချောင်းထဲကနေတန်ချင်ရာချီလေးလံတဲ့တင်မောကြီးတွေကိုရက်တန့်ပေးနိုင်တာလဲတကယ်တော့တင်မောကြီးတိုင်းမှာကျိုးကိုရစ်ပက်လိုက်တာဟာကျွန်တော်တို့ကျောင်းမှာသင်ခဲ့ရတဲ့ယူပပေတက်ဘာသာရဲ့ထဲကပုတ်တိုက်မှုအားသဘောတရားအတိုင်းပါပဲကျိုးကိုတင်းနေအောင်ဆွဲလိုက်တဲ့အခါတင်မောကြီးတိုင်းကိုဖိကတ်ထားတဲ့ကြီးမားတဲ့ဖိအားတွေထွက်ပေါ်လာပါတယ်ဒီဖိအားတွေများလေဖြစ်ပေါ်လာတဲ့ပုတ်တိုက်မှုအားကလည်းပိုပြီးမြင့်မားလာလေပါပဲဒါကြောင့်ကျိုးကိုခြိတိုင်းမှာအချိန်နှဲငယ်ရစ်ပက်လိုက်ုံနဲ့ကြီးမားတဲ့တင်မောကြီးတွေကိုရက်တန့်စေနိုင်လောက်တဲ့အင်အားကိုရရှိစေတာဖြစ်ပါတယ်ဒီအိုရီယာဆိုရင်တော့ဒီနည်းလမ်းဟာဘလောက်ကြီးတဲ့တင်မောကိုမဆိုရက်တန့်ပေးနိုင်ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ကျိုးရဲ့ကြန့်ခိုင်မှုကအကန့်အသတ်ရှိပါတယ်ပုတ်တိုက်မှုအားကအရန်များပြီးကျိုးကခန္ဓာရည်ထက်ကျော်လွန်သွားရင်တော့ကျိုးပြတ်ထွက်တာဒါမှမဟုတ်ရုတ်တရက်ခိုင်ရန်ထွက်သွားတာမျိုးဖြစ်တတ်ပြီးအရန်ကိုအနေရများပါတယ်ဒါကြောင့်မို့လို့တင်မောကိုစိတ်ကန်းကက်တဲ့အခါမှာကျွမ်းကျင်သူတွေကအဲ့ဒီဖိအားတွေကိုရှော့ချပေးဖို့အတွက်ကျိုးကိုအလျှော့အတင်းလုပ်ပြီးစနစ်တကျထိန်းချုပ်ကြရတာပဲဖြစ်ပါတယ်